အားလုံးမင်္ဂလာပါကျွန်တော်တို့မိသားစုကဒီနှစ်2024နှစ်ကုန်နှုတ်ဆက်တဲ့အနေနဲ့2025နှစ်တစ်ကိုကြိုဆိုတဲ့အနေနဲ့ဘုရားသခင်ရဲ့အခွင့်တော်အားဖြင့်ဒီအစီအစဉ်မှာပါဝင်ခွင့်ရတဲ့အတွက်ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့မိသားစုအနေနဲ့အကောင်းမြတ်ဆုံးယေရှုဆိုတဲ့ဒီတစ်ချက်လေးနဲ့ဂုဏ်တော်ချီးမွမ်းတော်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျမ်းစာသူတယောက်စီတိုင်းအပေါ်မှာဒီလာမယ့်နှစ်2025မှာဘုရားသခင်တာ၍ကောင်းချီးပေးပါစေအာမင်